မင်္ဂလာပါရှင်နေပြီးတော့ပုပ္ပတိလေးမျိုးနဲ့ရွာတော်မင်္ဂလာဖေးကမဟာကုံသင်္ကန်းပေးခရာဆိုင်ကပါရှင်ဒီကနေ့မှာကတော့ကျမတို့တန်ဃာတော်တွေကင်ဆောင်နဲ့တန်ဃာတော်ကင်ရက်တောင်တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကျမထမ်းရွက်ရက်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ရိုးရိုးထမ်းရွက်ရက်တောင်လေးဖြစ်ပါတယ်ရှင်ဒါရိုးရိုးထမ်းရွက်ရက်တောင်လေးပါရှင်ဒါကတော့ကြာဘူးထမ်းရွက်ရက်လေးဖြစ်ပါတယ်ရှင်သူ့ကိုပုတ်လုံးထမ်းရွက်လို့လည်းခေါ်ပါတယ်ဗောနော်ပုတ်လုံးထမ်းရွက်ရက်လို့လည်းခေါ်ပါတယ်ရှင်ဒါလေးကတော့ကြာဘူးလေးပေါ့နော်ကြာဘူးလေးကြာဘူးပုံလေးနဲ့ထမ်းရွက်ရက်လေးပါဒါလေးကဒုတ်ကောက်ရက်လေးဖြစ်ပါတယ်ရှင်ဒုတ်ကောက်ထမ်းရွက်ရက်လေးဖြစ်ပါတယ်ရှင်ဒါလေးကရိုးရိုးပထန်းရွက်ရိုးရိုးပထန်းရက်လေးဖြစ်ပါတယ်ရှင်ဒါရိုးရိုးပါနော်ရိုးရိုးပထန်းရက်လေးပါဒါလေးလည်းရိုးရိုးပထန်းရက်လေးပါရှင်ဂရီပါရွှေပထန်းလေးရပါမယ်ရှင်ဒါဂရီပါရွှေပထန်းရက်လေးဖြစ်ပါတယ်ရှင်ဂရီပါမွေးပထန်းရက်လေးရပါမယ်ရှင်ဂရီပါမွေးပထန်းရက်လေးပါရှင်အလူရှင်စာရန်ထိုးလို့ရတဲ့ဂရီပါရှမ်းပြောင်ရက်တွေလည်းရပါမယ်ရှင်ကျမတို့ဒီမှာလေအလူရှင်နာမည်လေးတွေရေးထိုးပေးပါရယ်နော်ကျမတို့ဒီဂရီပါရှမ်းပြောင်ရက်မှာအလူရှင်နာမည်ကိုကျမတို့ရေးထိုးပေးပါရယ်ရှင်နောက်ဆုံးအနေနဲ့ကတော့ကိုရင်ငယ်လေးတွေကင်ဆောင်တဲ့ရက်တောင်အသေးလေးတွေပါရှင်ကိုရင်လေးတွေကင်တဲ့ရက်တောင်လေးတွေလည်းရပါမယ်ရှင်ဆိုင်မှာရွှေပထန်းမွေပထန်းဂရီပါထန်းရွက်ရက်တောင်အစုံရနိုင်တာမလို့ကျမတို့မဟာကုံဆိုင်မှာစိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးနိုင်ပါရဲ့ရှင်။